Hello Hello မင်္ဂလာပါကျွန်တော်ကဒီနေ့ဒီလိုမျိုးပေါ့နော် time elapse video file လေးပေါ့နော် construction file လေးကိုဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် video create လုပ်မယ်ဆိုရင်ကျွန်တော်တို့ChatGPT သုံးပါမယ် ChatGPT ကို prompt ရေးမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့width နဲ့ပုံထုတ်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ flow မှာသွားပြီးတော့မှကျွန်တော်တို့video create လုပ်မှာပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်တို့ဒီ Telegram ထဲမှာကျွန်တော်တို့ prompt လေးစူးစီးမှုထားတဲ့မှာကျွန်တော် prompt လေး share ထားတာရှိပါတယ်ဆိုတော့အဲ့ဒီ prompt လေးကိုကျွန်တော်တို့ copy ကူးပြီးတော့မှဒီမှာကျွန်တော်တို့ master prompt ပေါ့နော် prompt generate လုပ်ပါမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီကိုဖန်တီးခြင်းနဲ့ခေါင်းစဉ်ပေါ့နော်ကိုသက်ဆိုင်ရာမှာဘယ်လိုမျိုးအိမ်မျိုးစားဖန်တီးမှာကျွန်တော်တို့ဒီမှာနံပါတ်1ကိုရွေးလိုက်မယ်ပေါ့နော်ဒါဆိုနံပါတ်1ကိုရွေးပြီးဆိုရင်သူကလိုချင်တဲ့ကျွန်တော်တို့လိုအပ်တဲ့ပေါ့နော်ဒီ text to image prompt ပါမယ်နောက်တစ်ခါ video generation prompt ထုတ်ပေးမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒီလိုချင်တဲ့ text to image prompt လည်းရပြီနောက်တစ်ခုကဒီ image ကနေပြီးတော့မှဗီဒီယိုကိုပြောင်းပေးတဲ့ prompt လည်းရပြီဟုတ်ပြီဒါဆိုကျွန်တော်တို့ဘာလုပ်မလဲဆိုကျွန်တော်တို့ဒီပုံထုတ်မှာပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာ image text to image prompt ကျွန်တော်ဒီ prompt ကျွန်တော် copy လုပ်ပါမယ်copy လုပ်ပြီးတော့မှကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုကျွန်တော်တို့ width ကိုသွားမှာပေါ့နော် width ကိုသွားပြီးတော့မှကျွန်တော် prompt copy paste လုပ်ပြီးဆိုကျွန်တော်ဒီမှာဟောပါပေါ့နော်ကျွန်တော်ကိုကြည့်နေတဲ့ ratio ပေါ့နော်ကျွန်တော်ကတော့ဒီမှာတော့69လောက်ထားတယ်ပေါ့နော်အဲဆိုရင်ရွေးပြီးဆိုရင်ကျွန်တော်ဒီမှာ click လုပ်လိုက်အောင်မယ်အဲဆိုသူကပုံကိုကျွန်တော်တို့ generate လုပ်ပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီပုံရပြီဆိုရင်ကျွန်တော်တို့ဗာဆက်လို့ဆိုဒုတိယပုံတော့ကျွန်တော်တို့မှာ refine ဆိုတာနှိပ်မယ်နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ second prompt ပေါ့နော်အဲကျွန်တော်ဒီ second image prompt ကိုကျွန်တော်ကူးပါမယ်second image prompt ကိုကျွန်တော်ကူးပြီးတော့မှဒုတိယ prompt အောင်မှာထပ်ထည့်မှာပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ဒုတိယပုံထပ်ထုတ်မှာပေါ့ဟုတ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ဒုတိယပုံရပြီဆိုရင်တတိယပုံကိုကျွန်တော်တို့ဒီဒုတိယပုံကိုကျွန်တော် refine ပြန်လုပ်မှာပေါ့နော်အဲ့တော့တတိယ prompt ပေါ့နော်တတိယ image prompt ကျွန်တော် copy ကူးပါမယ်အဲ့တော့တတိယ image prompt ကိုကျွန်တော် copy ကူးမယ် copy ကူးပြီးတော့မှ prompt ထည့်မယ်ပေါ့နော်copy ထားဆိုရင်ကျွန်တော်တို့ဒီမှာတတိယ image ရပြီဆိုရင်ကျွန်တော်တို့ stroke ထ image အတွက်ကိုဒီတတိယ image ကို refine ပြန်လုပ်မှာပေါ့နော် refine ပေါ့ဒါဆိုရင်နောက်ဆုံး prompt ပေါ့နော်၄ခုမြောက် prompt ကိုကျွန်တော်တို့ copy ကူးပါမယ်copy ကူးတယ်မှာ paste လုပ်ပြီးတော့မှတတိယ image ကိုကျွန်တော် refine ပြန်လုပ်မှာပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီပုံ၄ပုံလုံးရပြီပေါ့နော်အဲ့တော့၄ပုံလုံးရပြီဆိုရင်ကျွန်တော်တို့ဒီပုံ၄ပုံကိုကျွန်တော်တို့ download ဆဲမှာပေါ့နော်အဲ့၄ပုံလုံး download ဆဲပါမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော် download ဆွဲပြီးပြီဆိုရင်ကျွန်တော်တို့ Google Flow ကိုတောင်းပါနော် Flow တောင်းပြီးတော့မှကျွန်တော်တို့ပထမပုံဒုတိယပုံ upload လုပ်မှာပေါ့နော်ဒီမှာကျွန်တော်ရွေးရမှာ frame to video ရွေးပါမယ်ကျွန်တော်တို့ဒီမှာ Google Flow ကိုသွားပြီးဆိုရင်ကျွန်တော်တို့ဒီ frame to video ရွေးပြီးဆိုရင်ကျွန်တော်တို့ပထမနဲ့ဒုတိယပုံကျွန်တော် upload လုပ်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ပထမဒုတိယပုံကျွန်တော်လုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ upload လုပ်ပြီးဆိုရင်ကျွန်တော်တို့ဒီ video prompt ပေါ့နော် video prompt ကိုကျွန်တော်ကူးပါမယ်ဒီကောင်ကိုဒီ video prompt ကျွန်တော်ကူးလိုက်မယ်နော်ကူးပြီဆိုရင်ကျွန်တော်လုပ်ထားခဲ့တဲ့ flow ကိုပြန်သွားပြီးတော့မှကျွန်တော်ဒီကောင်လေးကို copy paste လုပ်ပြီးတော့မှကျွန်တော်ကgenerate လုပ်မှာပေါ့နော်တစ်ခုဟုတ်ပြီအဲ့ကျွန်တော်ကဒီမှာဆိုရင်နောက်ထပ် sound ထည့်လိုက်မှာပေါ့နော် with time lapse video ပေါ့နော်ဒီကောင်လေးကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးတော့မှကျွန်တော်က channel လုပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ပထမဗီဒီယိုရပြီပေါ့နော်ဒါဆိုရင်ဒုတိယ image နဲ့တတိယ image ကို upload လုပ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဆွမ်းတော်တော့က video 2ပေါ့နော် second
prompt ပေါ့နော် second video prompt ကျွန်တော် copy ကူးလိုက်ပါမယ်ကူးပြီးတော့မှကျွန်တော်တို့ဒီမှာပြန်သွားထည့်မယ်ပေါ့နော်ဆောင်းတော့ဒုတိယ image နဲ့တတိယ image ထည့်ထားတဲ့ flow စီသွားပြီးတော့မှကျွန်တော်ဒီမှာထည့်လိုက်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီမှာဆိုရင်ဒုတိယဗီဒီယိုရပြီဒါဆိုရင်တတိယဗီဒီယိုနောက်ဆုံးဗီဒီယိုအတွက်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီတတိယပုံရယ်ကျွန်တော်ထောက်ထားတတိယပုံပေါ့နော်ဒီပုံလေးရယ်နောက်တစ်ခုကနောက်ဆုံး image ပေါ့နော်နောက်ဆုံး image ပုံကိုကျွန်တော်တို့ upload လုပ်မှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာပုံတက်လာပြီဆိုရင်ကျွန်တော်တို့ဒီဟိုအောင်တောင်းပါပေါ့နော်ကျွန်တော်တို့နောက်ဆုံးဗီဒီယို prompt ပေါ့နောက်ဆုံးဗီဒီယို prompt ကျွန်တော်ဒီမှာကူးပြီးဆိုရင်ကျွန်တော်တို့ဒီမှာအထည့်ပေါ့နော်ထည့်ပြီးဆိုရင် video generate လုပ်ပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ video 3ပုံလုံးရပြီဆိုရင်ကျွန်တော်တို့3ပုံလုံး download ဆွဲပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဗီဒီယို3ခုလုံးကိုကျွန်တော်တို့ download ဆွဲပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ CapCut ကိုသုံးထားရပါတော့ CapCut နဲ့ပြန်ဆက်ပေါ့တပုံချင်းသေးလိုက်ပြီးတော့မှပြန်ပြီးတော့မှပြန်ဆက်ပေါ့နော်လို့ဆက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့သူနဲ့ like မဲ့တခြင်းလေးထည့်ပေါ့နော်တခြင်းတစ်ခုခုပေါ့အဲ့လိုမျိုးပြင်ကျွန်တော်ဒီမှာအတန်လေးတွေဖြောက်ပေါ့နော်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ပုံနေတဲ့ဟိုဟာကိုပြန်ဖြတ်ပါလေလေးရပြီပေါ့နော်ကျွန်တော်တို့ download ဆွဲပြီးတော့မှကျွန်တော်တို့ social media ပေါ်မှာတင်လို့ရပါပြီအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ